ကျမ9တလိမ့်လိုဟင်းလေးကိုဟိန်းတဲ့ရဲ့ page မှာတွေ့လို့ like ချက်စားကြည့်တာအရန်စားကောင်းလို့ပြန်မျှဝေပေးလိုက်တယ်နော်။ကျမဆုံးငါးကလေးတွေကိုစပလင်လေးနဲ့ပြုတ်လိုက်တယ်။ငါးပြုတ်ထားတာရသွားပြီဆိုလို့ရှိရင်အေးခံပြီးတော့အယိုးလေးတွေတင်ထားလိုက်တယ်။ဒီဗီဒီယိုကြည့်နေတဲ့သူတွေ star song ကိုတော့သိကြမယ်နဲ့တူပါတယ်နော်။ကျမလေးဟိုနေ့ကမှသူတင်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုတွေ့လို့ဝင်ကြည့်မိရနေပြီးတော့လေဒေါသတွေအလေးလေးပါထွက်တယ်ရှင်။မိမတွေကတဲ့ပူစီတစ်ခုအရင်ပြုတ်ပြီးတော့လှုပ်ရှားနေကြတာတဲ့။သူကပူစီတစ်ခုကိုအရင်ပြုတ်ပြီးတော့မကောင်းတာလုပ်နေတဲ့အမျိုးသမီးတွေကိုပြောချင်တာမဟုတ်ဘူးတဲ့ရှင်။အိမ်ထဲမှာမိသားစုတာဝန်တွေကိုလုပ်နေရ၊ကင်နေရတဲ့မိန်းမတွေကိုပြောချင်တာတဲ့။တကယ်နော်အန်နဲ့မှာအော်ယောက်ျားတွေကိုပူစီတစ်ခုအရင်ပြုတ်ပြီးစားတော့ရအောင်ယောက်ျားတွေကနေ့တရူကဒီပူစီပဲစားနေသလားထမင်းဟင်းမစားတော့ဘူးလားထမင်းဟင်းတွေကိုဘသူကချက်ကျွေးရတာတော့ကျမတွေဘယ်တော့မှသူများကိုလေနာမည်တက်ပြီးတော့လေအဲ့လိုပြောလို့မရှိဘူးသိလားယောက်ျားတွေကပဲတေးသေးကြီးကြီးအပြင်မှာမိန်းမတွေအတွက်ငါဟဲ့ယောက်ျားဆိုပြီးထွက်လုံနေရတယ်ပေါ့သူပြောချင်တဲ့သဘောကလေအေးပေါ့သူကိုယ်တိုင်လဲဟိုဟာရောင်ဒီဟာရောင်နဲ့မိန်းမကိုညာခိုင်းစားနေတဲ့အကောင်ဆိုတော့ရှိသမျှမိန်းမတွေကိုလိုက်ပလိန်နေတာပေါ့ယောက်ျားရှာစားကိုငုတ်တုတ်ကြီးထိုင်စားနေတဲ့မိန်းမတွေကိုပြောချင်တာတဲ့အုံနောက်ရှိရင်စဉ်းစားလေဘယ်ယောက်ျားမှအိမ်အလုတ်လဲမလုတ်တာသမီအလုတ်လဲမလုတ်ဘာအလုတ်မှမလုတ်ဘဲနဲ့သူ့ရှာစားကိုငုတ်တုတ်ကြီးထိုင်ကျွေးနေမဲ့ယောက်ျားကဘာပေါ်မှာရှိတယ်ဆိုလို့ရှိရင်ကျမကိုခေါ်လာပြကျမပါ10ချက်ရိုက်ခတ်မယ်မိမတယောက်ကိုကြွကြွရနဲ့အလုတ်မလုတ်ခိုင်းမယ်ဘာအလုတ်ဆိုဘာအလုတ်မှမလုတ်ခိုင်းမယ်နဲ့အလှကြည့်နေတဲ့ယောက်ျားကဘာပေါ်မှာလည်းမရှိဘူးမြန်မာပြည်မှာလည်းမရှိဘူးဘယ်မှာမှမရှိဘူးနောက်ပြီးတော့လေ तू ကပြောသေးတာငါဟဲ့အိမ်တော်ဦးစီးကွာငါမွေးထားတဲ့ကလေးတွေကွာငါယူထားတဲ့မိန်းမကွာဆိုပြီးတော့အပြင်မှာထွက်ကျုံနေတာတဲ့အဲ့လိုမျိုးမကျုံကျင်လို့ရှိရင်ထမိန်ဝတ်ထားလိုက်လေသူပြောနေတဲ့ပုံစံကလေအပြင်မှာထွက်ပြီးတော့မိသားစုအတွက်စီးပွားရှာနေတဲ့ယောက်ျားတွေကပဲငပေါ်တွေလိုအယူကြီးလိုတနာယူလိုနဲ့အမလီအန်ဩပါကဲ Star Stone ရဲ့အတင်းကိုလည်းကျမတို့တုတ်လို့ပြီးသွားပြီကျမရဲ့ပလာတူးငါဒလိန်တို့ဟင်းလေးလည်းကျက်သွားပြီဆိုတော့ကျမပကံထဲကိုထည့်လိုက်ပါတယ်ဒီဟင်းကလေဘယ်ဒေသရဲ့အစားအစာလဲတော့မသိဘူးအရန်တော့စားလို့ကောင်းတယ်ထည့်ရတာလည်းလွယ်ပြီးတော့စားလို့လည်းအရန်ကောင်းတဲ့အတွက်လိုက်ချက်စားကြည့်ကြပါဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ် Thanks for watching you